ရပောင်း60ကြာရင်တုံးရတဲ့ပစ္စည်းပါသူကကြောင့်မိမကိုရဲ့ရော့သွားတယ်ခုနရော့သွားတဲ့ baby floor muscle တွေကြွက်သားအားတွေပြန်ကောင်းလာအောင်လို့သူက collagen ဓာတ်ကိုဖြည့်ပေးတာဒီဟာရကြတော့ဒီလေးထွက်တယ်တို့အဲ့လိုမျိုးစီခဏခဏသွားတယ်တို့ဆိုလို့ရှိရင်လည်းမိမကိုကျဲတယ်ဆိုတဲ့ပြဿနာတွေပေါ့နော် collagen ပြန်ဖြည့်တဲ့အပိုင်းဟာကြောင့်ဒီရှိုချို collagen တွေကလုံးဝယုံကြည်စိတ်ချစွာသုံးလို့ရပါတယ်သူကဂျပန်ရဲ့နာနိုနီးပညာနဲ့ထုတ်ထားတဲ့သဘာဝပေါင်ပစ္စည်း12မျိုးနဲ့ခေါ်ဆက်ထားတယ်သူကယောဂဖြစ်မှသုံးတဲ့ပစ္စည်းဆိုတာနဲ့ကလေးမွေးပြီးလို့ရှိရင်2လကြာတဲ့အချိန်မှာအပြိုစင်လေးလိုမျိုးပြန်ပြီးတော့ကြစ်လက်ကျန်းမာခြင်းနဲ့ကိုယ့်ရဲ့မိမကိုအပြိုစင်လိုပြန်ပြီးကြစ်လက်ကျန်းမာခြင်းနဲ့ဆိုတဲ့သူတွေသုံးပေးတာပေါ့နော်ဒီဥစ္စာတွေအခုသုံးလိုက်တာဒီကိုယ့်ရဲ့အသက်60 80 80အထိအိမ်ကျန်းမာရေးနဲ့ဆိုင်နေပေါ့နော်ဒီတို့ဒီဟာကိုသုံးပါဒီအမျိုးသားအတွက်ဆိုတာလည်းနံပါတ်1ကိုချစ်တဲ့အတွက်သုံးပါတကယ်တအိမ်ကြလာပြီတကယ်တအိမ်ထုတ်ရပြီဆိုတဲ့အဟာမျိုးကြလို့ရှိရင်ကိုပဲခံရမှာနောက်တစ်ခုက तू ကကျတော့ဒီတအိမ်နေရန်နေမှာရှိနေတဲ့ရောင်နာတွေအနာဖြစ်တာတွေကိုချက်ချင်းကောင်းစေတယ်တိတိကျကျကောင်းစေတယ်